Can you guys be quiet? 1 second, Chanu phone Chicago. 1 second. 1. 58739. Guys, be quiet. ဒီနေ့ကတော့ကျမရဲ့အလုပ်ကို3မိနစ်လောက်ခေါ်သွားမယ်နော်တငယ်ချင်းတွေကနူးနူးဘာလုပ်လဲဆိုရင်အိမ်ကနေရုံးထိုင်တယ်လို့ပြောပြတယ်အိမ်ကနေရုံးထိုင်တယ်ဆိုတော့တငယ်ချင်းတွေကအရန်ပျော်ဖို့ကောင်းတယ်လို့ထင်တာပေါ့နော်အရန်လွယ်ကူတဲ့အလုပ်ကော်ဖီလေးတောက်ခောက်ဆွဲလေးစားချေကလင်လေးခတ်ပြီးတော့အလုပ်လုပ်တယ်လို့ထင်နေကြတာပေါ့နော်တကယ်တော့အိမ်ကနေအလုပ်လုပ်တာကအပြင်မှာအလုပ်လုပ်တာတဲ့2ဆ3ဆလောက်ပုံမောတယ်အပြင်မှာအလုပ်လုပ်တယ်ဆိုရင်အလုပ်လေးလုပ်ရုံပဲရေတောက်ချိန် break time ချိန်ဆိုတာရှိတာပေါ့နော်ဒါပေမဲ့ကိုကအမေဖြစ်တဲ့အိမ်ကနေလုပ်တယ်ဆိုတော့အလုပ်ကို2ခု3ခုတစ်ခါတည်းလုပ်ရတဲ့ချိန်ကျရင်တော့တစ်ခါတလေကျရင်ရေတောက်ဖို့အချိန်တော့မှမရှိဘူးနော်တနေ့ကုန်တနေ့ခန်းစကားပြောတယ်စိတ်ဖိစီးမှုအရန်များတယ် stress အရန်များတယ်လူကလည်းအရန်ပင်ပန်းပြီးတော့ဖုန်းချပြီးဆိုတာနဲ့ကလေးရလည်းတစ်ဖက်လမ်းអော်ရသေးတာပေါ့နော်အရန်မောပြီးမဲ့ကလေးတွေကကိုမျက်စိအောက်မှာဆိုတော့စိတ်ချရတာပေါ့ 58739. Guys, be quiet. တခါတလေကျတော့လည်းကလေးတွေကိုအရန်တနာတယ်ကိုကအိမ်ကနေရုံးထိုင်ရတယ်ဆိုတော့အမြဲတမ်းဖုန်းစကားပြောရတာပေါ့နော်သူတို့ခမစော့ရင်တော့မှအတန်ကြဲကြဲစော့လို့မရဘူးပေါ့နော်အတန်ကိုအမြဲတမ်းခဏလေးတိတ်တိတ်နေအဲ့လိုပဲအချိန်ပြည့်ပြောနေရကလေးတွေလည်းစိတ်မလွတ်မလပ်တော့ဖြစ်တာပေါ့ကလေးတွေကြောင်းဖွင့်တဲ့ချိန်ကျရင်တော့နည်းနည်းတက်တာတယ်သူတို့လေးတွေကိုမနေ့အစော6နာရီ9နာရီလောက်ကြောင်းပို့ပြီးပြီဆိုရင်ကိုကရုံးထိုင်ပြီးတော့ညနေသူတို့ပြန်လာတဲ့အချိန်ကျရင်တော့ကိုကအလုပ်ပြီးသူတို့လေးတဲ့အချိန်ပြတ်ပြီးတော့အချိန်ပေးဖြစ်တာပေါ့နော်။ကျောင်းပိတ်ရက်ဆိုရင်တော့ကိုဘေးနားမှာထိုင်ခိုင်းတယ်။တခါတည်း homework တွေလည်းအကုန်အလုပ်လုပ်ရင်းနဲ့သူတို့ကိုကူပေးပြီးတော့အလုပ်လုပ်ရင်းနဲ့သူတို့ကိုကူရင်းနဲ့သူတို့နဲ့အတူတနေ့ကုန်တနေ့ခန့်အိမ်ထဲမှာပဲလုံးပန်းရတာပေါ့နော်။ညနေပိုင်းအလုပ်ပြီးပြီဆိုရင်တော့သူတို့လေးတွေကိုဖတ်လေးတွေခေါ်သွားတယ်အစားတောက်တွေခေါ်စားတယ်ပြီးတော့ကစားကွင်းတွေပါခေါ်သွားပြီးတော့ကလေးလေးတွေကိုပြန်ပြီးတော့အချိန်ပေးဖြစ်တာပေါ့နော်ညနေ9နာရီနောက်ပိုင်းဆိုရင်ကျမနားကိုမကတ်ပါနဲ့တော့နော်ဒီနေ့ကုန်အလုပ်ပင်ပန်းနဲ့ကလေးထင်းရတဲ့အရန်ပင်ပန်းပြီဆိုတော့ညနေ9နာရီနောက်ပိုင်းဆိုရင်ကျမဘေးမှာဖျက်လျှောက်တဲ့လူတော်မှကြိုက်စားပြစ်လောက်အောင်မောပြီးတော့စိတ်ကအရန်ရှည်တော့တာပဲနော်အဲဒါကြောင့်မလို့တငယ်ချင်းတွေအိမ်ကိုလာလိမ့်မယ်ဆိုရင်မနက်ပိုင်းဖြစ်ဖြစ်နေ့လယ်ပိုင်းဖြစ်ဖြစ် energy ရှိသေးတဲ့အချိန်မှလာလိမ့်နော်ညနေ6နာရီ9နာရီနောက်ပိုင်းဆိုရင်တော့လူကအင်အားတွေကုန်ခန်းသွားပြီးကာတွန်းကားကလို့ကြီးလိုက်ရင်တော့မှမိုးချိုးပြင်းလို့ဖြုံနဲ့အကုန်ဘေးနားကလူတွေအကုန်လုံးပိုက်ရန်တော့မှာနော်အဲဒါကြောင့်မလို့ညနေပိုင်းကျရင်ကျမကိုမြင်ရင်ဝေးကနေရှောင်ပါဒါကတော့ကျမရဲ့နေ့စဉ်လှုပ်ဆောင်မှုနဲ့နေ့စဉ်အလုပ်အကိုင်းအိမ်မှာတကယ်ကိုဘယ်လိုဖြတ်တန်းရတယ်ဆိုတော့တကယ်အမှန်အကန်ကိုဗီဒီယို3-4မိနစ်လေးနဲ့ပြပေးတာပါနော်တငယ်ချင်းတွေရဲ့အိမ်ဟိုတီမတွားဖြစ်တာတော့တငယ်ချင်းတွေဖုန်းခေါ်လာတဲ့အချိန်မှာအကြာကြီးစကားမပြောဖြစ်နိုင်တာအချက်အကြောင်းရင်းတွေပါမာနကြီးပြီးတော့စကားမပြောချင်တာလည်းမဟုတ်သလိုစီစာကြောင်ပြီးတော့တငယ်ချင်းအိမ်မတွားချင်တာတော့သူများ text message ပို့ရင်ကိုမသိတဲ့လူမခင်တဲ့လူဆိုရင် reply ပြန်ပြီးမလုပ်တာကတော့တကယ်ကိုအလုပ်မအားလို့ပါတကယ်ကိုအရန် busy လို့ပါလို့တငယ်ချင်းတွေကိုပြောပြချင်ပါတယ်ဗီဒီယိုကိုအဆုံးအထိကြည့်ပေးတဲ့အတွက်ကြောင့်မလို့ကျေးဇူးတင်ပါတယ် bye bye that same number you just gave me on file. So we need Oh. make sure I send that updated one to highway. Yes, could be. Yes. Highway.com. Okay, yeah, I think I'm gonna do that because I think that driver just a new owner of it like a couple weeks ago. So yeah, that's kind of makes sense to me. So okay, I'm gonna do all the process and see when can I finish it, and I will shoot you email back. All right, thanks. Okay, thanks. Bye.